ဆိုတော့ဒီဗီဒီယိုမှာတော့အသေးရောက်လာတဲ့ Honor Pass ကိုဝယ်သိရင်လားမဝယ်သိဘူးလားတကယ်လို့ဝယ်လိုက်ရင်ဘယ်လို skin တွေ reward တွေရမှာလဲအဲ့ဒါအပြင်ဒီ pass ကိုဈေးအသက်သာဆုံးနဲ့ဘယ်လိုဝယ်လို့ရမလဲဆိုတာအထိပါပြပြီးတော့မှာဖြစ်ပါတယ်ကဲဒါဆိုရင်စလိုက်အောင်ဆိုတော့ဒီ Honor Pass ဆိုတာကကျွန်တော်တို့ Honor game မှာရှိတာမဟုတ်ဘူး 5v5 mobile game တွေမဟုတ်ဘဲနဲ့အခြား game အမျိုးအစားတော်တော်များများမှာဒီလို pass မျိုးကပါတတ်ပါတယ်ဆိုတော့အလွယ်မှတ်ထားမယ်ဆိုရင် reward တွေအများကြီးပါတဲ့ pass တစ်ခုကိုဈေးနည်းနည်းနဲ့ရောင်းပေးတဲ့ပုံစံမျိုးပါပဲဟုတ်ပြီကျွန်တော်တို့ဒီ Honor Pass ကိုကြည့်လိုက်မယ်ဆိုရင် pass က2မျိုးပါနေတာကိုတွေ့ရမှာပါဒီအပြာတန်းလေးကဝယ်စရာမလိုဘဲနဲ့ test လေးတွေလောက်တာနဲ့တင်ကိုဒီအပေါ်က reward တွေအကုန်လုံးက free ရမှာပါဆိုတော့ဒါလေးက free to play player တွေအတွက်လုပ်ပေးထားတာပါအဲ့ဒီ free မှာတင်ကို level 20ရောက်လို့ရှိရင် Brush Strider ရဲ့ဒီ free skin ကတန်းပြီးတော့ရမှာပေါ့နော်As long as there's light in your eyes. Nice. You'll never fall. free အနေနဲ့ထပ်ကြည့်မယ်ဆိုရင် hero ရွေးလို့ရတဲ့ဟာတွေပါမယ် sticker တွေ legendary everything ပေါက်တွေ dragon crystal တွေပြီးတော့ epic skin က2ခုတောင်ရမှာပါဒါက free ရမယ့်ဟာတွေပါဆိုတော့ကျွန်တော်တို့ကဒီ pass ကိုမဝယ်ရင်တော့ရမယ့် reward တွေကအများကြီးပါပဲဆက်ပြီးတော့ဒီ pass ကိုဝယ်လိုက်လို့ရှိရင်ရောဘာတွေထည့်ရမှာလဲဆိုတာဆက်ပြီးတော့ရှင်းပြပေးပါမယ်ဒီ purchase ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာ2မျိုးနဲ့ဝယ်လို့ရမယ်ကျွန်တော်ဖြစ်စီချင်တာကဒါကြီးကိုမကြည့်နဲ့ဒီ Elite Pass ကိုပဲဝယ်ပါဗျဒီနှစ်ခုကဘာမှသိမ့်မခွာဘူးဆိုတော့ကျွန်တော်ပြထားတဲ့ဒီ Elite Pass ကိုပဲဝယ်သင့်ပါတယ်တိုကန်ကတော့388နဲ့ဝယ်လို့ရမှာပါဒီ pass ကိုဝယ်လိုက်လို့ရှိရင်တိုကန်တွေကုန်သွားပြီဆိုပြီးတော့စိတ်မညစ်ပါနဲ့တကယ်လို့ brother ကဒီ pass ကို level တွေအဆုံးထိသာဆောင်းနိုင်မယ်ဆိုရင်ဒီဝယ်လိုက်တဲ့တိုကန်တွေအကုန်ပြန်ရမှာပါတိုကန်10ခုတောင်ပုံမယ်ထင်ပါတယ်ဆိုတော့နောက်တစ်နည်းပြောရမယ်ဆိုရင်တိုကန်388ထည့်တဲ့သူတွေကိုဒီ pass free ပေးတဲ့ပုံစံမျိုးပဲဗျာ pass ကိုဝယ်တယ် level တွေတက်လာရင်ဝယ်လိုက်တဲ့ပမာဏပြန်ပြီးတော့ရမှာပါတော်တော်တန်နေဆိုတာထက်ကိုတန်ပါတယ်ကျွန်တော်တို့ brother တို့ကိုဒီ pass ကိုဝယ်သိချင်တယ်တိုကန်388ဆိုတာကကျွန်တော်တို့တာဝဂိမ်းမှာဆိုရင်ဈေးတော်တော်တက်တာပါတယ်လာဝယ်လည်းအရန်မြန်တယ်ကျွန်တော်တို့ admin brother ကလည်း service တော်တော်ကောင်းပါတယ်ထားပါတော့ဒီ pass ကိုဝယ်လိုက်ရင်ဘယ်လို reward တွေရမလဲဆိုတာပြပြဖို့ကြံနေတယ်ဆိုတော့အဲ့ဒါလေးကိုဆက်ပြီးတော့ပြပြပေးပါမယ်ဒီအောက်ကရွှေအောင်လေးနဲ့ပြထားတဲ့ဟာလေးတွေကကျွန်တော်ခုနကပြောခဲ့တဲ့ပြန်ရမယ့်တိုကန်လေးတွေပါပြီးတော့ level 1နဲ့ level 18မှာဆိုရင်ဒီ pass ရဲ့အဓိက skin နှစ်ခုကိုယူလို့ရမှာပါဒီ skin နှစ်ခုကိုလည်းအခုဖွင့်ပြပေးပါမယ်I stand on a region, an abyss on either side. You are wanted by the Time and Space Administration. ပြီးတော့ဒီမှာဘောင်းတို့ killing notification တို့ killing effect recall tree effect ဘာညာအကုန်ပါပါတယ်ဆိုတော့ဒီ pass ကရက်ကလည်း60ကျော်အထိပေးထားတာဆိုတော့ဒီ reward တွေအကုန်ယူဖို့မိပါတယ်တကယ်လို့ဒီ pass အတွက် token တွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် description မှာလည်းဝယ်လို့ရမယ့် link လေးတွေထည့်ပေးထားပါတယ်ဈေးသက်သက်သာနဲ့ယုံကြည်စိတ်ချတော့ဝယ်လို့ရပါတယ်ဗျ weekly cut တွေ weekly cut plus တွေလည်းလာဝယ်လို့ရပါတယ်လုံးဝဈေးသက်သာပါတယ်ဗျကဲဒါဆိုရင်တော့ဒီ pass ကိုဝယ်ဖြစ်လောက်မယ်မဝယ်ဖြစ်လောက်ဘူးဆိုတာလေးကို comment မှာပြောခဲ့လို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျဆုံးထိကြည့်ပေးတော့လေကျေးဇူးအများကြီးတင်ပါတယ်ကဲအားလုံးပဲနှုတ်ဆက်ပါတယ်